လူတွေကအရင်ဆုံးမမြင်ရတဲ့အရာထက်မြင်ရတဲ့အရာကိုအရင်ပိုပြီးကြည့်လေရှိတယ်။ဒါကဘာလဲဆိုတော့လူတယောက်ကိုကြည့်လိုက်ပြီးဆိုရင်သူ့ရဲ့ရုပ်ကလေးကလှလိုက်တာစမတ်ဖြစ်နေတာပဲခန္ဓာကိုယ်ကလည်းတွယ်လေးရနေတာပဲအသားလေးတွေကလည်းဖွင့်နှုတ်နေတာပဲဆိုပြီးတော့အရင်ဆုံးအပြင်ပန်းရုပ်ပိုင်းဆိုင်ရာကိုအရင်ကြည့်လေရှိတယ်။ပြီးမှသူ့ရဲ့အတွင်းတရံကာရက်တာကိုကြည့်လေရှိတယ်။ဒီတော့သူနဲ့အချိန်ကြာပေါင်းတင်ဆက်ဆံလာပြီဆိုရင်သူ့ရဲ့လှခြင်းမလှခြင်းတဲ့သူ့ရဲ့စိတ်တဲ့သူ့ရဲ့ကာရက်တာကိုလူတွေကကြည့်ပြီးတော့အမှတ်ပေးလေရှိကြတယ်ဒီတော့လူတွေမှာရုပ်လှခြင်းလဲဆိုင်တယ်စိတ်လှဖို့လဲဆိုင်တယ်ရုပ်လှခြင်းတဲ့အတွင်းစိတ်တရံကောင်းဖို့ကပိုပြီးအရေးကြီးပါတယ်ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာပါပြည့်စုံနေဖို့လိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်